Hello အားလုံးမင်္ဂလာပါဒီနေ့မှာကျွန်တော် review လုပ်ပြချင်တာကတော့ဒီပြောမယ်ဒီအမျိုးသားရေးသမားတယောက်ဖြစ်တဲ့အမကြီးတယောက်ရဲ့ပြောထားတဲ့စကားလုံးတွေကိုကျွန်တော်ကနေပြီးဒီကနေပြီး review လုပ်ပြချင်ပါတယ်เนาะပေါ့နော်ဒီပေါ့နော်ဒီအမေရိကန်တွေကတရုတ်တွေကိုလယ်သမားတွေလို့ပြောလိုက်တဲ့အပေါ်မှာတရုတ်ကဘယ်လိုတုံ့ပြန်လဲဆိုတာကိုပြန်ပြီးတော့ review လုပ်ထားတာပေါ့နော်ဒီပြန်ပြီးတော့တုံ့ပြန်ထားတဲ့တရုတ်တွေကငြိမ်မခံတတ်ဘူးဆိုတဲ့ဟာကိုကျွန်တော်တို့အတူတူနားထောင်ကြည့်ရအောင်နားထောင်ပြီးတော့ကျွန်တော်တို့ဝေဖန်သုံးသပ်ကြမယ်ပေါ့နော် Okay let's go American တူသမဒလေစကားပြောပါများစကားတွေကဇာတိပြပေါ့နော်သူဟာခါတဲ့တရုတ်တွေကိုလေ Chinese peasants တွေ peasants ဆိုတာလေတွေကလူတွေပေါ့ရှွန့်နေနဲ့လေလောက်တဲ့လေသမားတွေတဲ့ Chinese peasants တွေတဲ့သူကပြောတာသူပြီးတော့မှသူပြန်တောင်းပန်ရတယ်ကျွန်တော်ပြောတာမှားသွားပါတယ်သူတို့အဖြူစိတ်တက်ကအဲ့လိုပဲသိလားကျမလေးအဲ့လိုမျိုးလူဖြူတွေတွေ့ဘူးတဲ့ Australia အဖြူတွေလည်းအဲ့လိုပဲတခါတည်းကျမတို့ဗမာတွေဘာတွေတရုတ်တွေဆို peasants တွေတဲ့အဲ့လိုမျိုးပြောတာလေတွေကလူတွေပေါ့နော်ဟုတ်တယ်သူပြောတဲ့ဒီလူဖြူတွေကပေါ့နော်အမေရိကန်နိုင်ငံသားရဲ့အနောက်ဥရောပနိုင်ငံသားတွေကဘယ်လိုပြောလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအာရှသားတွေဆိုလို့ရှိရင်လယ်သမားတွေတို့တောသူတောင်သားတွေတို့တာဇန်တွေတို့အဲ့လိုမျိုးပြောချင်ကြတယ်ပေါ့ဗျာဒါပေမဲ့လို့ကျွန်တော်တို့ကသူတို့ကိုတင်ပို့နေတာကကျွန်တော်ဒီတရုတ်နိုင်ငံဆိုလို့ရှိရင်ကျွန်တော်တို့မိတ်ဆွေတရုတ်နိုင်ငံဆိုရင်လည်းသူတို့နိုင်ငံကိုတင်ပို့နေတာကတကယ်ချစ်တွေပြီးလို့ရှိရင်တကယ်ကွန်ပျူတာအသုံးအဆောင်တွေအဲ့လိုမျိုးအရာတွေကိုတင်ပို့တာပေါ့နော်ဥပမာတကယ်ဟိုပဲဒီစက်မှုလက်မှုနဲ့ပတ်သက်တဲ့ပစ္စည်းတွေပဲတင်ပို့တာပေါ့နော်ဒါပေမဲ့သူတို့နိုင်ငံတွေရောတင်ပို့လာတာဘာလဲဆိုတာဒီမိုက်ပြောဆက်ပြီးကြည့်အောင်ဘာပဲဆိုတော့အရန်ကိုပဲဘူးစုရရစီတယ် Okay let's go အဲ့ဒါနဲ့တရုတ်ဘက်ကပြန်တယောက်ကပြန်ပြောတယ် TikTok မှာဟင်းနဲ့ဘာ peasants လဲတဲ့ငါတို့စီရတဲ့တရုတ်ပြည်ကနင်တို့စီကိုသွင်းတာ electronic goods တို့ computer တို့ phone တို့ set တို့ရှားပါတတ်တူတို့တဲ့နင်တို့ America ကနေငါတို့တရုတ်ပြည်ကိုသွင်းတာတဲ့ပဲပုတ်ရဲတဲ့အမဲသားရဲတဲ့ပြောင်းဘူးရဲတဲ့ American steak ကိုသူတို့က America မှာသူတို့ကနွားတအားမွေးတာလေနွားနို့ချက်တယ်သူတို့ကနွားနို့အဲ့ဒါနွားမွေးကြံကြီးတွေရှိတယ်နောက်ပြောင်းဖူးပန်းသီးအဲ့လိုမျိုးပေါ့နော်ပဲပုတ်အဲ့တော့တရုတ်ကပဲပုတ်တအားစားတာဟုတ်ပဲပုတ်တအားသွင်းတာပေါ့နော်နောက်အမဲသားလဲသွင်းတယ် American အမဲသားကိုသူတို့ကြိုက်ကြတာဟုတ်အဲ့တော့နင်တို့စီကမှ peace and sing ပါ peace and လဲတဲ့ငါတို့တဲ့နင်တို့စီကလေထွက်ကုန်ငါတို့ကသွင်းတာတဲ့ငါတို့စီကစက်မှုကုန်တွေ electronic ကုန်တွေနင်တို့သွင်းတာတဲ့အဲ့လိုပြောတာအဲ့တော့တရုတ်ပြည်ကနေ America ကိုသင်တာအဓိကကုန်ပစ္စည်းကြီး10မျိုးရှိတယ် textile เนาะအထည်တွေပေါ့เนาะအထည်တွေသွင်းနေ home appliance အိမ်ထဲမှာရှိတဲ့ပစ္စည်းလေးတွေပေါ့เนาะmicrowave တို့ရေခဲတစ်တာတို့ TV တို့နောက်ပြီးတော့အကုန်ပေါ့เนาะနောက်ပြီး EV ကားเนาะ BRD တရုတ်ပြည်က BRD ကားနံပါတ်1ပဲကဘာပေါ်မှာအဲ့ဒါ America ကိုသွင်းနေနောက် AI သွင်းနေပြီးရင်เนาะပြီးရင် solar America မှာ solar မထုတ်ဘူးเนาะ solar နေရောင်ခြည်စွမ်းကို solar panel တွေသွင်းနေနောက်ပြီးတော့တရုတ်ပြည်ကနေပြီးတော့ ships တွေသွင်းနေသင်္ဘောတွေတရုတ်ပြည်ကတော်ထုတ်တယ်သင်္ဘောတိဆောက်တာပြီးလို့ရှိရင်တရုတ်ပြည် 90% of rare earth material ရှားပါသတ္တုအရန်အရေးကြီးတယ်ရှားပါသတ္တုတွေကလေကုန်ပစ္စည်းထုတ်တာအဲ့ဒါတရုတ်ပြည်ကတအားထွက်တယ်ကျမတို့ဗမာပြည်မှာလည်းရှားပါသတ္တုရှိတယ်အခုမြောက်ဘက်မှာလေရှမ်းပြည်မှာတရုတ်တွေနဲ့နင်းနေနဲ့လက်နဲ့ကိုင်းနေနဲ့ခိုးထုံနေကြပြီလားမသိဘူးမြေကြီးတွေကိုခိုးနေကြပြီသူတို့ကအဲ့ဒါရင်းလောက်ချင်တာမဟုတ်သူတို့ကကိုပိုင်အုပ်ချုပ်ရေးဆိုတာသူတို့ကကိုပိုင်စီးပွားရေးလှုပ်ချင်ကြတဲ့လူတွေကိုနောက်တစ်ခါdrone တွေတရုတ်ပြည်ကเนาะ drone တွေထုတ်တယ် DTI company နောက်ပြီးတော့ battery เนาะ Tesla ကြာပြီ EV ကားလောက်တာ America Tesla Elon Musk လေခုတည်းထိသူခမမအောင်မြင်နိုင်ရှာသေးဘူးနောက်တော့မှအဲ့တရုတ်ပြည်က
တရုတ်ပြည်က batteryအဲ့ဒီ EV ကားအတွက် battery တရုတ်ပြည်ကထုတ်တာကောင်းတော့အဲ့မှာတရုတ်ပြည်မှာသွားပြီး Tesla ကားကိုထုတ်ရတယ်ပြီးတော့စက်ရုံဘောင်းစုံပေါ့နော်ဘာပစ္စည်းမဆိုစက်ရုံတရုတ်ပြည်ကအလုပ်သမားကလည်းပေါ်တယ်နော်ဈေးလည်းတက်တာတယ်ဆိုတရုတ်ပြည်မှာစက်ရုံဘောင်းစုံရှိတယ်အဲ့တော့ဒါတရုတ်ပြည်ကနေ America ကိုသွင်းတာပေါ့နော်အဲ့ဒါကြောင့်မလို့တရုတ်ကVance ကဒုသမရ Vance က venture capitalist ဆိုတာ America မှာအဲ့ဒီစီဝေးမှာသွားပြောတယ်တဲ့နင်တို့တွေကတဲ့cheap labor addictive ဖြစ်နေကြတယ်ထုတ်တာကိုပေါ့နော်ဝန်ထမ်းတက်တာပေါ်ဈေးပေါ်တဲ့ဝန်ထမ်းကိုနင်တို့တွေကအရန်သုံးချင်တယ်နင်တို့အမြတ်ရချင်လို့အဲ့လိုစာနင်တို့တီထွင်มาလားတဲ့ဝန်ထမ်းနည်းနည်းပဲပေါ့ဝန်ထမ်းနည်းနည်းပဲလောက်ရမယ်ပစ္စည်းမျိုးနင်တို့တီထွင်ပါလားတဲ့သူကစူတာပေါ့နော် venture capitalist ဆိုတာ America မှာရှိတယ်ရှင် venture capitalist ဆိုတာဘာလဲဆိုသူတို့ကကြောက်တူးဗမာပြည်မှာကြောက်တွေသွားပြီးတော့တူးကြတယ်ပေါ့နော်ကြောက်တူးကြတယ်ဆိုသလိုပဲကြောက်တွင်းနေတူးသလိုပဲသူကအဲ့ဒီ idea တစ်ခု technology တစ်ခုကိုတက္ကသိုလ်ကျောင်းသားတွေပါတွေဟောအဲ့တက္ကသိုလ်ကလုံးဝ research လုပ်တဲ့စီကအောင်မြင်မယ်ဆိုလို့ရှိရင်အကြံတစ်ခုရပြီး technology တစ်ခုပေါ့ရပြီဆိုရင်သူတို့ကအဲ့ဒီဟာအလားလာရှိမလားဆိုပြီးတော့အဲ့ဒီဟာကိုမှတ်ပုံတင်အဲ့ဒီပညာကိုအတတ်ပညာကိုမှတ်ပုံတင်အဲ့ formula အဲ့ idea ကိုမှတ်ပုံတင်ပြီးတော့အဲ့ဒါတီထွင်တဲ့ပညာရှင်ကိုသူတို့ကလည်းပတ်စံနေပေးပြီးတော့ company ထောင်ပေးပြီးတော့အဲ့ဒီအပေါ်ဥမာ nano technology ဆို nano နဲ့ဘယ်လိုဘာတွေဖြစ်မလဲအခုဆိုလဲ AI နဲ့သိရမလားအခုဆို 6G လောက်တာအဲ့လိုမျိုးပေါ့product တစ်ခုဖြစ်ပြီးတော့တကဘာလုံးကိုရောင်းထုတ်လိုက်လို့ရှိရင်သူတို့အရန်ချမ်းသာသွားမှာပေါ့နော်အဲ့တော့သူတို့ကအဲ့လိုမျိုး venture capitalist ဆိုတာအဲ့လိုမျိုးတွေ့ရင်သူတို့ကဒေါ်လာ9သိန်းဖြစ်ဖြစ်10သိန်းဖြစ်ဖြစ်30ဖြစ်ဖြစ်100ဖြစ်ဖြစ်စုပြီးတော့အဲ့ဒီ technology အသစ်လေးတွေကိုပုံအောကြတယ်10ခုလောက်အောမှာတစ်ခုလောက်ကပေါက်သွားရင်သူတို့တအား billionaire ကြီးတွေကိုဖြစ်သွားတော့ပေါ့နော်အဲ့တော့အဲ့ venture capitalist တွေ America မှာရှိကြတယ်အဲ့ဒါတွေကိုဘန်နေရလဲချီးပေးတယ်အလားအလာဖြစ်လာရင်ဘန်နေရလဲချီးပေးတယ်ဒါကြောင့်မို့ America ချမ်းသာကြတာလေအဲ့မှာ Vance ကတော့ပြောတယ်နင်တို့လည်းထွင်ကြပါအောင်နဲ့cheap labor ပေါ့ဝန်ထမ်းနည်းနဲ့ထုံနိုင်မယ်နီလန်လေးလဲတဲ့တီထွင်ကြပါအောင်နဲ့သွားစုလေသိလားအဲ့တော့ဘာကြောင့်ဆိုတော့နောက်ပိုင်းကျတော့လေ robots တွေလေတရုတ်ပြည်ဆို robots တွေထုတ်လာပြီသိလားအခု robots တွေနဲ့တောင်မှအပြေးပွဲလာပွဲအားကစားပွဲတွေလှုပ်လာကြပြီဆိုတော့ robots တွေတိတ်ထွင်လာရင်လေဝန်ထမ်းတွေကလူတွေကအလုပ်ရတော့မှာမဟုတ်ဘူးလေအဲ့တော့ရွေးပြီးတော့ထိန်းပြီးတော့လုပ်ရမှာပေါ့နော်လူတွေကိုလည်းအလုပ်ပေးရမယ်တချို့ပေါ့အရန်ခက်ခဲတဲ့ဟာတွေကို robot တွေသုံးရမယ်အဲ့တော့ America လည်း robot တွေသုံးလာရင်တော့သူတို့ cheap labor ရှာစရာမလိုတော့ဘူးပေါ့နော်ဒါပေမဲ့လောလောဆယ်တော့America အခုလို protectionist လုပ်လိုက်တဲ့အတွက် protectionist ဆိုတာသူစီရပဲရောင်းချင်တယ်သူကတိတ်မဝယ်ချင်တော့ဘူးအတွင်းတွေကိုနည်းနည်းတားလိုက်တဲ့သဘောပေါ့နော်သူက trade imbalance ဖြစ်နေတာကိုသူကကြီးပဲသူ့နိုင်ငံကြီးကိုပဲအားလုံးကတကဘာလုံးကလာရောင်းနေကြတာဝယ်သူဝယ်ပေးနေရတော့သူကနေထိုင်ရင်အကျွေးရတင်လာတော့သူ့ရဲ့ကုန်ပစ္စည်းလည်းပြန်ရောင်းချင်တာပေါ့နော်သူက Boeing လေယာဉ်ပြန်တို့သူတို့ရောင်းတာတော့ pharmaceuticals နောက်ဆုံးပေါ်ဆေးတွေနောက်ပြီးဆေးရုံသုံးset တွေပါတွေရောင်းနေလေဒါပေမဲ့အခုလိုအလုပ်လိုက်တဲ့အခါကျတော့တကဘာလုံးကပေါ့မကျေနပ်ကြတော့ဘူးနည်းနည်းမကျေနပ်ဖြစ်သွားတာပေါ့ကနေဒါရောမက္ကဆီကိုရောလက်တင်အမေရိကဥရောပရောအာဆီယံရောအားလုံးကမကျေနပ်ဖြစ်တယ်စင်ကာပူဆိုတာအော်ဒလားမပြောနဲ့ဂျပန်လည်းနည်းနည်းအခါတဲ့အစာမကျေဖြစ်နေတောင်ကိုရီးယားလည်းတရုတ်နဲ့ပဲလောက်တော့မယ်ဖြစ်နေအဲ့လိုမျိုးပေါ့နော်အဲ့တော့သူအဲ့လိုလောက်လိုက်တာအခုကျတော့ဥရောပနိုင်ငံတွေရောပဲအားလုံးပေါ့နော်အာရှနိုင်ငံတွေရောအာဆီယံတွေရောအခုကျတော့နောက်ဆိုရင်တရုတ်ကြီးကမှ China မှာmovement သေးတယ်ပေါ့ trade မှာ movement ရှိတယ် China movement နဲ့လေသူများတွေကိုလည်း attack မလုပ်ဘူးသူကသူပဲလုံနေတာပဲရောင်းပဲလုံနေတာပဲဆို China ကပဲ movement သေးတယ်ဆိုပြီးနောက်ဆိုရင်အခု Trump လှုပ်လိုက်တာပေါ့တရုတ်ဖက်ကိုပဲပေါ့လူတွေကသွားပြီးတော့ပိုပြီးစိတ်ချရတဲ့ဂုံတွေဘက်ဆိုပြီးပြောင်းသွားမှဆိုးရတယ်တဲ့အဲ့ကြရင် America ပဲနစ်နာမယ်ပေါ့နော်အဲ့လိုပြောနေကြတယ်အခုကျွန်တော်
review လုပ်ပေးသွားတာကတော့ဒီဒေါက်တာတယောက်ရဲ့ဒေါက်တာမမကြီးတယောက်ရဲ့ဒီနိုင်ငံရေးအတွေ့အခေါ်ပြီးလို့ရှိရင်သူဖတ်ထားတဲ့စာအုပ်စာပေတွေပြီးလို့ရှိရင်သူလေ့လာထားတဲ့အကြောင်းအရာတွေကိုသူက sharing လုပ်ပေးသွားတာပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့ဒါကိုအပေါ်မှာထပ်ပြီး sharing လုပ်ပေးတာပါသူပြောတာတွေဟုတ်လားမဟုတ်လားဆိုတာကတော့ကျွန်တော်တို့ဒီကမ္ဘာသတင်းတွေကြည့်ရဆိုရင်လည်းအကုန်သိတာပါပေါ့နော်ဘာဖြစ်လဲဆိုလို့ရှိရင်ကမ္ဘာကြီးမှာဘယ်လိုဖြစ်နေလဲကမ္ဘာကြီးမှာဘယ်လိုပြောင်းလဲနေလဲခုကမ္ဘာကြီးမှာဘယ်သူတွေကနေပြီးဥဆောင်နေလဲပြီးလို့ရှိရင်ကမ္ဘာရဲ့နံပါတ်1ကဘယ်သူလဲဆိုတာကိုအမှန်တကယ်စစ်စစ်ကျင်သိနိုင်ပါတယ်တရုတ်လားအမေရိကန်လားတရုတ်လားအဲ့ဒီပုံမှာမူတည်ပြီးတော့တကယ်ချင်းတို့လည်းဘယ်သူကနံပါတ်1လဲဘယ်သူကအရှိပြေးနေလဲဆိုတာကို comment လေးမှာတစ်ချက်လောက်ဝင်ပြီးဆွေးနွေးကြအောင်နော်အားလုံး good night ပါ